2015 ခုနှစ်ဇွန်လ14ရက်နေ့အမေရိကန်နိုင်ငံမစ်ဇူရီပြည်နယ်မှာရှိတဲ့ Springfield မြို့မှာဆိုလို့ရှိရင်ငြိမ်သက်နေတဲ့ညနေခင်းလေးတစ်ခုမှာထူးဆန်းတဲ့ Facebook post တစ်ခုတက်လာပါတယ်။အဲ့ဒါဘာလဲဆိုတော့မြို့ကန်အားလုံးကချစ်ခင်ကြတဲ့ Didi Blanchett လို့ခေါ်တဲ့အကောင့်ကနေပြီးမှဒီမျိုးသမီးကြီးဒီမိန်းမကြီးသေပြီဆိုပြီးမှရေးထားတဲ့စာတစ်ခုတက်လာတာ။ဒီစာသားကမြို့ကန်တွေအားလုံးကိုထိတ်လန့်သွားစေခဲ့တယ်။ဘာလို့လဲဆိုတော့ Didi ကသူ့ရဲ့မတန်ဆွမ်းသမီးလေး Gypsy ကိုတသက်လုံးအနစ်နာခံပြီးမှပြုစုပြိုးထောင်လာခဲ့ပြီးတယ်။စံပြမိခင်တယောက်ဆိုပြီးမှအားလုံးကမြင်ကြတဲ့အတွက်ကြောင့်မို့လို့ပါ။အိမ်နီးနားချင်းတွေကဆိုလို့ရှိရင်စိုးရိမ်ပြီးမှDidiရဲ့အိမ်ရှိကိုသွားပြီးမှစစ်ဆေးကြည့်တဲ့အခါမှာဆိုလို့ရှိရင်ပို့ပြီးမှထူဆန်းနေတယ်။ Didiရဲ့ကားကအိမ်ရှိမှာရှိနေပေမဲ့အိမ်ထဲကနေပြီးမှဘာမှပြန်ထူးတဲ့အတန်ကိုမကြောက်ဘူး။နောက်ဆုံးမှာရဲရရောက်လာပြီးမှအိမ်ထဲကိုဝင်စစ်တဲ့အခါကျမှအိယာပေါ်မှာမောက်လျက်သားနဲ့ဓာတ်နဲ့အချက်ပေါင်းများစွာအထိုးခံထားရတဲ့Didiရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရတာဖြစ်ပါတယ်။အားလုံးကိုပို့ပြီးမှတုံ့လုံသွားစေတာကဘိန်းတက်ကလထိုင်ဝီချဲနဲ့အသက်ရှင်နေရတဲ့ Gypsy တယောက်ကဒီအိမ်ထဲမှာရှိမနေဘူး။လူသက်သမား Gypsy ကိုပြန်ပေးဆွဲသွားတာလားဒါမှမဟုတ်လို့ရှိရင်ဒီထက်ပိုပြီးမှနဲ့နေတဲ့လှုပ်ဝက်ချက်တွေရှိနေတာလားဆိုတာကိုဒီနေ့ပြောပြပြီးတော့မှဖြစ်လို့အတူတူလိုက်နားထောင်ကြည့်ပေးကြပါဦးနော်။ Didi Blanchett က2005ခုနှစ် Hurricane Katrina ဘေးဒုက္ခကနေပြီးမှလွတ်မြောက်လာတဲ့သူအဖြစ်နဲ့ Springfield မြို့ကိုရောက်လာတာဖြစ်ပါတယ်။သူ့မှာကြွက်သားအားနေတဲ့ယောဂါ၊ကင်ဆာယောဂါ၊အသက်ယောဂါနဲ့ဒီညံရည်မမီတဲ့ဝေဒနာတွေကိုခံစားနေရတဲ့သမီးလေး Gypsy ဆိုတဲ့တယောက်ပါလာပါတယ်။ Gypsy ကဆိုလို့ရှိရင်အမြဲတမ်းဘိန်းတက်ကလထိုင်ပေါ်မှာပဲထိုင်နေရတယ်။အစာကိုလည်းဘိုက်ထဲကိုပိုက်နဲ့ပဲသွင်းပြီးနေရတဲ့ကလေးလေးတယောက်ဖြစ်ပါတယ်။ Hurricane တန်ကြောင့်မို့လို့ထွက်ပြေးလာရတဲ့မတန်ဆွမ်းသမီးလေးကိုပြုစုနေရတဲ့မိခင်တယောက်ရဲ့ဇက်လန်ကသူတို့ရဲ့ data အတွင်းမှာရှိတဲ့မီဒီယာတွေထဲမှာဆိုလို့ရှိရင်တော်တော်ကိုစိတ်ဝင်စားမှုခံခဲ့ရတယ်။ပတ်ဝန်းကျင်ကဒီတားမီကိုအယမ်းသနာကြတယ်။ Charity အဖွဲ့အစည်းတစ်ခုကဆိုလို့ရှိရင်သူတို့သားမီးနှစ်ယောက်နေဖို့ဆိုပြီးမှအိမ်လေးတစ်လုံးဆောက်ပြီးတယ်။အိမ်မှာဆိုလို့ရှိရင်လည်းဒီ wheelchair အလွယ်တကူတက်လို့ရအောင်လို့လုပ်ထားပြီးတယ်လမ်းလေးပါပါတယ်။ပြီးလို့ရှိရင်လေရင်လက်မှတ်တွေမြို့ကြီးကိုသွားဖို့အတွက်လေရင်လက်မှတ်တွေအသွားပြန်လေးဝယ်ပေးကြတယ်။ပြီးရင်ကလေးလေးကိုတနာကြတဲ့လူတွေက Disneyland ကိုကလေးကိုအလဲလိုက်ပို့ပေးတာတွေမျိုးလုပ်လို့ရှိတယ်။ဒီ Gypsy ရဲ့အဖေဖြစ်တဲ့ Rock ကလည်းဒီတားမီကိုတစ်လကိုဒေါ်လာ1900ပုံမှန်ထောက်ပံ့လေးရှိတယ်။2009ခုနှစ်ကိုရောက်တဲ့အခါမှာတော့ Cleanup ကျော်အထူးကုဆရာဝန်တယောက်ဖြစ်တဲ့ Fernando က Gypsy မှာကြွက်သားအားနေတဲ့ယောဂရှိရဲဆိုတာကိုစပြီးမှတော့တန်တရားဝင်လာတယ်။ဒီဆရာဝန်က MRI နဲ့ဆေးစစ်မှုတွေကိုလုပ်ခဲ့ပေမဲ့လည်းဘာမှပုံမှန်မဟုတ်တာမတွေ့ရဘူး။အကုန်လုံးက result မှာကအကောင့်တိုင်းပဲဆိုပြီးမှပြနေတယ်ပေါ့နော်။ Gypsy လမ်းမလျှောက်နိုင်စရာအကြောင်းလုံးဝမရှိဘူးဆိုပြီးမှဒီဆရာဝန်က Didi ကိုပြောခဲ့တယ်။အဲ့လိုပြောခဲ့တယ်လို့ပဲ Didi ကလည်းယုံကြည်ရတဲ့သူတယောက်မဟုတ်ဘူးလို့သူစိတ်ထဲမှာတော့သူသတ်မှတ်လိုက်တယ်။ Didi နဲ့ Gypsy တို့အရင်တုန်းကနေခဲ့တဲ့မြို့မှာရှိတဲ့ဆရာဝန်တွေစီကိုဆက်သွယ်ကြည့်တဲ့အခါမှာဆိုလို့ရှိရင်လည်းGypsy ရဲ့ဒီအသားအစာစစ်ဆေးမှု biopsy မှာရတဲ့ရလဒ်တွေကဆိုလို့ရှိရင်အကုန်လုံးကပုံမှန်ပဲဖြစ်နေတာ။ဒါပေမဲ့Didiကတော့သူ့သမီးကပုံမှန်ပါဆိုတာကိုသူလုံးဝလက်မခံဘူး။သူ့သမီးကယောဂရှိနေတယ်တခုခုဖြစ်နေတယ်ဆိုပြီးမှပဲသူကခဏဆေးကန်းနေလာပြတယ်။အဲ့ဒါက FDIA လို့ခေါ်တဲ့တခြားတယောက်အပေါ်မှာအပြစ်ပုံချလို့တဲ့စိတ်ကူးရင်တဲ့ယောဂဖြစ်နိုင်တယ်ဆိုပြီးမှဆရာဝန်တွေကယူဆကြတယ်။အခုဒီ MRI နဲ့တွေးစစ်ဆေးမှုတွေကိုပြုလုပ်တဲ့အခါမှာဘာရဇက်မှမရှိဘူးဆိုတာကိုသိသွားတဲ့ဆရာဝန် Fernando ကဆိုလို့ရှိရင်လည်းသူပြောလို့ရှိရင်လည်းဘယ်သူမှသူ့ကိုယုံမဲ့ပုံတော့မပေါ်ဘူးပေါ့နော်။ဘာလို့လဲဆိုအကုန်လုံးကငယ်လေးကနဲ့ဒီတားမိရာဒီလိုယောဂတွေခံစားပြီးဒီလိုတွေရင်ဆိုင်ဖြတ်တန်းနေရတယ်ဆိုတာကိုပုံဖော်ထားတဲ့ခါကျတော့ဘယ်သူမှသူပြောတာကိုယုံမှာမဟုတ်ဘူးလို့ပဲသူကလည်းထင်ခဲ့တော့သူဘာမှထုတ်မပြောခဲ့ဘူး။2009ခုနှစ်ကိုရောက်တဲ့အခါကျမှဒီအမည်မဖော်လို့တဲ့သူတယောက်ကDidiရတဲ့နာမည်အမျိုးမျိုးကိုတုံးပြီးမှလူတွေကိုလိမ်လည်လက်ပြားတာတွေလုပ်နေပါတယ်ဆိုပြီးမှရဲတွေကိုတွားပြီးတိုင်ခဲ့တယ်။အဲ့လိုရဲတွေကိုတွားတိုင်တဲ့အခါမှာရဲတွေကတွားစစ်တယ်ပေါ့နော်။စစ်တဲ့အခါမှာDidiရလည်းပြန်ပြောတာကငါဒီလိုခဏနာမည်ပြောင်းနေရတာကငါရဲ့ယောက်ျားဟောင်းငါရဲ့ ex husband ကနေပြီးမှငါ့ကိုအမျိုးမျိုးနောက်ဆက်နေလို့သူနဲ့ဝေးအောင်လို့သူငါ့ကိုရှာလို့မတွေ့အောင်လို့ငါနာမည်အမျိုးမျိုးပြောင်းပြီးမှသုံးပြီးနေတာဆိုမှတော့ပြောတယ်။ရဲတွေကလည်းDidiပြောတာကိုယုံကြည်သွားပြီးမှဒီအမှုကိုပိတ်လိုက်တယ်။ Didiကအိမ်နီးနားချင်းတွေဆိုလို့ရှိရင်လည်းသူပြောထားတာ Gypsy ရဲ့အဖေကအရန်ကိုမူးယစ်ဆေးဆွဲနေတဲ့သူအရက်သမားတယောက်သူ့သမီးရဲ့ကျမ်းမာရေးကိုလည်းဘာမှကျူးမဆိုင်ဘူးဆိုမှအိမ်နီးနားချင်းတွေလည်းသူအဲ့လိုသတင်းတွေရှောက်ပြောထားတာ။ဒါပေမဲ့တကယ်တမ်းကျတော့Gypsyရဲ့အဖေ Rock က
သူတို့သားမီးနဲ့ကိုတလောက်ကိုဒေါ်လာ1900ပုံမှန်ထောက်ပံ့ပေးပြီးမှသူသမီးနဲ့လည်းအမြဲတမ်းဖုန်းတွေပြောအဆက်အသွယ်ရှိတဲ့အဖေကောင်းတယောက်ဆိုလည်းမမာဘူးပေါ့နော်တကယ်တမ်းကျတော့ဒီဒီကသူ့ရဲ့သမီး Gypsy ကိုငွေကြေးနဲ့လူမှုရေးအကျိုးမြတ်တွေရဖို့အတွက်အရန်ကိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာမတန်ဆွမ်းမှုတွေရှိနေတဲ့ပုံစံမျိုးအတင်းကျပ်ဟန်ဆောင်ခိုင်းထားတာဖြစ်ပါတယ်။ Gypsy အသက်3လတာအရွယ်မှာဒီဒီကသူ့ရဲ့သမီးလေးအိတ်နေတဲ့အချိန်မှာအသက်ရှူရက်သွားတယ်ဆိုပြီးမှသူဆေးရုံကိုစပြီးမှပြခဲ့တယ်။ဒါပေမဲ့အဲ့ဒီညလုံးစောင့်ကြည့်စစ်ဆေးတာတွေလုပ်တဲ့အခါမှာအဲ့ဒီယောဂက Gypsy မှာရှိနေတယ်ဆိုတော့ဘာအထောက်ထားကိုမှမတွေ့ရဘူး။ဒါပေမဲ့ဒီဒီကတော့အခိုင်မာပဲသူယုံကြည်နေတယ်။သူသမီးကအမြဲတမ်းဒီလိုဖြစ်နေတယ်ဆိုပြီးမှအဲ့ကလေးကနေစပြီးမှအချိန်လေးကြာလာတာနဲ့မြတဖြည်းနဲ့ဒီဒီက Gypsy မှာကျန်းမာရေးပြဿနာဘောင်းစုံရှိနေတယ်ဆိုပြီးမှပြောတယ်။အဲ့ဒါကလည်းအမျိုးအမည်မသိရတဲ့ chromosome ချုပ်ရင်းမှုကြောင့်မို့လို့ဖြစ်တာဒါကြောင့်မို့လို့ဆေးစစ်တဲ့ရှိမှအဖြေမပေါ်တာဆိုပြီးမှလည်းသူအကြောင်းတွေပြရတယ်ပေါ့နော်နောက်ပိုင်းမှာဒီဒီက Gypsy ကိုလမ်းလျှောက်လို့မရနိုင်လောက်တဲ့အထီကိုသူကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေနှိပ်စက်ပြီးမှအမြဲတမ်း WeChat နဲ့ပဲအသုံးပြုပြီးတွာလာနေရအောင်လို့လုပ်တယ်ဒီဒီက Gypsy ရဲ့တဖုံးတွေကိုထုံစည်းနဲ့ပုတ်ပြီးမှဇရွေးတွေတအားထွက်အောင်အလွန်ကျွံထွက်အောင်လုပ်တယ်အဲ့လိုလုပ်ပြီးပြီဆိုလို့ရှိရင်ဆရာဝန်တွေကိုဇရွေးထွက်တာအများများလို့ဆိုမှလိန်ပြောပြီးမှ Gypsy ရဲ့ဒီဇရွေးထွက်တဲ့ gland တွေကို Botox တွေထိုးပြီးမှနောက်ဆုံးလုံးဝဖယ်ရှားပစ်တာမျိုးတွေအထီကိုလှုပ်လိုက်တယ်အဲ့လိုတွေသူလှုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့အခုချိန်ထိဆိုလို့ရှိရင် Gypsy မှာသွားတွေကလုံးဝမရှိတော့တဲ့လောက်ကိုဖြစ်နေတာပြီးလို့ရှိရင်ကင်ဆာဆေးသွင်းနေရတဲ့လူနဲ့တူဖို့အတွက်ဆိုပြီးမှဒီဒီက Gypsy ရဲ့စပင်းတွေကိုအမြဲတမ်းရိတ်လိုက်ရှိတယ်အမြဲတမ်းရိတ်ပေးတယ်ဂရုံးကေနဲ့ပဲထားတယ်ဆေးရင်ကြောင့်မို့လို့စပင်းတွေကအလိုလိုကျွတ်လာမှာမို့လို့ကြိုရိတ်ထားတာဆိုပြီးမှလည်းသူအဲ့လိုမျိုးပတ်ဝန်းကျင်တွေကိုရှောက်ပြီးမှပြောတယ်ပေါ့နော်Gypsy အသက်20ကျော်တဲ့အထိကိုအစာပိုင်းနဲ့ပဲဒီအာဟာရအရည်တွေကိုတိုက်ကျွေးတယ်ငယ်ရဲနဲ့သူက Gypsy ကိုအကိုက်ခဲပျောက်ဆေးတွေကိုအရန်တိုက်တဲ့အခါကျတော့ Gypsy ကအသက်16နှစ်လောက်ကနေစပြီးမှဒီအကိုက်ခဲပျောက်ဆေးတွေကိုစပြီးမှဆွဲလန်းလာတယ်ဒီဒီက Gypsy ကိုစေကျော်တဲ့အရွယ်ပဲရှိသေးတယ်လို့လူတွေထင်အောင်လို့ Gypsy ရဲ့မွေးစင်းရင်းကို1995ခုနှစ်မှာမွေးရဆိုပြီးမှလည်းသူအတုလုပ်ထားတယ်အမေဖြစ်သူဒီရဲ့ gaslighting လုပ်ထားတာတွေကြောင့်မလို့ Gypsy ကလည်းသူ့ကိုယ်သူအသက်14နှစ်လောက်ပဲရှိသေးတယ်လို့သူထင်နေတာတခါကြတော့ဆေးရုံမှာအသက်အမှန်ပါတဲ့မွေးစင်းကို Gypsy ကမတော်တဆတွေ့သွားပြီးမှသူဇဝေဇဝါဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတဲ့အချိန်မှာဆိုဒီကဘာပြောလဲဆိုဒါစာရိုက်မာတာနင်းရဲ့အသက်က14နှစ်ပဲဆိုမှလိန်ပြောတယ်2011ခုနှစ်ဖေဖော်ဝါရီလမှာ Gypsy ကသူ online ကနေစပြီးမှသိတယ်ဒန်ဆိုတဲ့ကောင်လေးတယောက်နဲ့သူတွဲမိတယ်ပေါ့နော်အဲ့လိုတွဲပြီးမှသူဒန်နဲ့အတူတူထွက်ပြေးဖို့ကြိုးစားတယ်ဟိုတယ်အခန်းထဲမှာသူ့အမေကပြန်မိသွားတယ်အဲ့လိုမိပြီးသွားတော့သူကGypsy ရဲ့အသက်အတုပါတဲ့ဒီစာရွက်စာတမ်းတွေပြပြီးမှနင်အသက်မပြည့်သေးတဲ့ကလေးကိုနင်ခေါ်လာတာငါနင့်ကိုရဲတိုက်မယ်ဆိုမှတော့ပြောတယ်တကယ်တမ်းကျတော့အဲ့အချိန်မှာဒီဒီကအသက်16နှစ်ရှိနေပြီအဲ့လိုနဲ့ Gypsy ကသူ့အမေနဲ့ကိုပြန်လိုက်သွားရတယ်ပေါ့နော်အဲ့လိုပြန်လိုက်သွားပြီးဘလောက်မှမကြတဲ့အချိန်မှာဒီဒီကသူ့ရဲ့အသက်က16နှစ်ရှိနေပြီဆိုတော့သူတိသွားတယ်အဲ့လိုတီးသွားတဲ့အခါမှာသူဒန်နဲ့အတူတူနောက်ထပ်တစ်ခါထွက်ပြေးဖို့ပြန်ကြိုးစားတယ်။ဒါပေမဲ့ဒန်ကပထမတစ်ချိန်တုန်းက Gypsy နဲ့ထွက်ပြေးတုန်းကအသက်မပြည့်သေးတဲ့ကလေးကိုခေါ်သွားတဲ့အမှုနဲ့သူခံဝင်ထိုးထားတဲ့အခါကျတော့ပြည်နေကိုကြော်ပြီးထွက်လို့မရဘူး။အဲ့လိုထွက်လို့မရတဲ့အတွက်ကြောင့်မို့လို့ဒီဒီကတစ်ခါ Gypsy နဲ့ဒန်နဲ့ကိုပြန်ပြီးမှရှာတွေ့သွားတယ်။အဲ့လိုရှာတွေ့တဲ့အခါမှာဆိုလို့ရှိရင်ဒီဒီကGypsy ရဲ့ဖုန်းတွေကွန်ပျူတာတွေကိုအကုန်လုံးထုခွဲပလိုက်တယ်ထုခွဲပြီးမှနင်နောက်တစ်ခါထွက်ပြေးကြီးနင်နောက်တစ်ခါထွက်ပြေးလို့ရှိရင်နင်ရဲ့လက်ချောင်းတွေအကုန်လုံးငါရိုက်ချိုးပလိုက်မယ်ဆိုမှသူချင်းချောက်တယ် Gypsy ဆိုလို့ရှိရင်ဂရင်ပေါ်မှာတန်ကြိုးနဲ့ခက်ခံထားတယ်လို့မျိုးနပတ်တိတိအစာငတ်ပြီးမှသူ့ကိုပြစ်ထားတယ်လို့ပြောတယ်2012ခုနှစ်ပတ်ဝန်းကျင်လောက်မှာဆိုလို့ရှိရင် Gypsy ကခရီးရန်အိမ်တောင်ရှာဖွေရေး website တစ်ခုကနေပြီးမှကောင်လေးတစ်ယောက် Nicholas နဲ့စပြီးမှတိကျွမ်းခဲ့တယ်Nicholas ကစိတ်ဝေဒနာကိုခံစားနေရတဲ့သူတစ်ယောက်လည်းဟုတ်တယ်ပြီးလို့ရှိရင် autism လည်းနည်းနည်းရှိတဲ့သူဖြစ်တယ်2025ခုနှစ် March လမှာ Gypsy က Nicholas ကို Springfield မြို့ကရုပ်ရှင်ရုံတစ်ခုမှာသူတို့သားအမီနီယောက်ကရုပ်ရှင်သွားကြည့်တဲ့ပုံစံမျိုးနဲ့တိုက်ဆိုင်စုံပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်စပြီးမှစီစဉ်တယ်အဲ့ဒီကလေးနဲ့စပြီးမှ Gypsy ကသူ့အမေကိုသူတခုခုလုပ်ဖို့အတွက်ကိုစပြီးကြံစည်နေပြီအဲ့ဒီအချိန်ကရုပ်ရှင်ရုံမှာက Cinderella ရုပ်ရှင်ရုံပြနေတာဖြစ်မှာသူတို့တွေကအဲ့ Cinderella ရုပ်ရှင်ကိုကြည့်ကြတယ်ကြည့်ပြီးမှပထမဆုံး Gypsy နဲ့ Nicholas နဲ့ကလူချင်းတွေ့ဆုံခဲ့ကြတယ်အဲ့လိုတွေ့ပြီးရဲ့နောက်မှာဆိုလို့ရှိရင်သူတို့နှစ်ယောက်က online ကနေပဲတဆင်ဆက်ပြီးမှဆက်သွဲကြတယ်အဲ့လိုဆက်သွဲရင်းနဲ့အဲ့ထဲမှာဘာတွေပြောလဲဆိုလို့ရှိရင်သူ့ရဲ့အမေဖြစ်တဲ့ဒီဒီကိုဘလို့တတ်မယ်ဆိုတဲ့အကြံစီကိုစပြီးမှရေးဆွဲတယ်Gypsy ကသူ့အမေစီကနေသူသိကလေးခိုးယူထားတဲ့ငွေတွေတဲ့ Nicholas ကိုသူရှိနေတဲ့မြို့ကိုလာဖို့အတွက်ကိုဘတ်စကားလက်မှတ်ကိုဝယ်ပေးခဲ့တယ်
Nicholas က2015ခုနှစ်ဇွန်လမှာ Springfield မြို့ကိုရောက်လာခဲ့တယ်။အဲ့ဒီနေညနေပိုင်းမှာဆိုလို့ရှိရင်ဒီဒီနဲ့ Gypsy တို့သားမီးနှစ်ယောက်ကမြို့ရဲကစိုက်တဆိုင်ကိုသွားပြီးမှပြန်လာကြတယ်။အဲ့လိုပြန်လာပြီးတော့ဒီဒီကအိပ်ပျော်နေတာ။အဲ့အချိန်မှာ Gypsy က Nicholas ကိုတကားဖွင့်ပေးပြီးမှအိမ်ထဲကိုဝင်ခိုင်းတယ်။ Gypsy က Nicholas ကိုသူ့အမေကိုတတ်ဖို့အတွက်တိတ်ရဲလက်အိတ်ရဲဓာတ်တစ်ချောင်းရဲကိုပေးလိုက်တယ်။ပေးပြီးမှ Nicholas ကအိပ်ပျော်နေတဲ့ဒီဒီရဲ့ကြောပြင်ကိုအနောက်ကနေပြီးမှ18ချက်တိဓာတ်နဲ့ထိုးပလိုက်တယ်။အဲ့ဒီအချိန်မှာဆိုလို့ရှိရင် Gypsy ကတော့အိမ်ဓာတ်ထဲမှာသွားပြီးမှအမေဖြစ်သူရဲ့အော်ဟစ်တဲ့အတန်ဒီဓာတ်ထိုးမှုကြောင့်နာကျင်တဲ့အတန်တွေကိုမကြားရအောင်လို့ဆိုမှနားကိုပိတ်ထားခဲ့တယ်လို့ပြောတယ်။သူတို့နှစ်ယောက်ကဒီအိမ်မှာစုထားတဲ့ငွေသူ့အဖေပို့ပေးခဲ့တဲ့သူ့အဖေလစဉ်ပို့ပေးနေတဲ့ငွေတွေအပါအဝင်ဒေါ်လာ4400ကျော်ယူပြီးမှ Springfield မြို့အပြင်ဘက်မှာရှိတဲ့မော်ဒယ်တစ်ခုကိုထွက်ပြေးခဲ့ကြတယ်။သူတို့နှစ်ယောက်လူတက်တဲ့အချိန်မှာတုံးခဲ့တဲ့ဒီဓာတ်တွေကိုတက်တဲ့အဖြစ်နဲ့သူတို့ရဲ့အနာပတ်ဝန်းကျင်မှာမထားချင်တဲ့အတွက်ကြောင့်မို့လို့ Nicholas ရဲ့အိမ်ကိုပါစိတ်တုံးနဲ့စားတိုက်ကနေပြီးမှပို့လိုက်တယ်။အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့နှစ်ယောက်ကတခြားမျိုး Nicholas နေတဲ့မြို့ကိုဘတ်စကားစီးပြီးမှထွက်ပြေးသွားကြတယ်။ဒီဒီရဲ့အကောင့်မှာထူးဆန်းတဲ့စာတွေတက်လာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့အိမ်နာချင်းတွေကစပြီးမှစိုးရိမ်လာတယ်။စိုးရိမ်ပြီးမှအိမ်ကိုလာပြီးမှကြည့်ကြတယ်။အဲ့လိုအိမ်ကိုလာကြည့်တဲ့အချိန်မှာသူ့အိမ်ရှိမှာသူ့ရဲ့ကားရှိနေတယ်။ဒါပေမဲ့အိမ်တကားကိုခောက်တဲ့အခါမှာဘယ်သူမှပြန်မထိုးဘူး။အဲ့ခါကျတော့အိမ်နာချင်းတွေကရဲကိုအကြောက်ကြားလိုက်တယ်။ရဲတွေကလည်းဒီရှောက်ဖွေခွင့်ဝန်ထမ်းရပြီးတဲ့နောက်မှာအိမ်ထဲကိုတကားကိုဖျက်ပြီးမှစပြီးမှဝင်ရောက်စစ်ဆေးတာတွေလုပ်တယ်။အဲ့လိုလုပ်တဲ့အခါမှာဆိုလို့ရှိရင်အိမ်ရထဲမှာမောက်လက်သားတိတ်ဆုံးနေတဲ့ဒီရဲ့အလောင်းကိုစပြီးတွေ့ရှိခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာလူတွေကထင်တာက Gypsy ကဒီ wheelchair နဲ့အဆေးတွေမပါဘဲနဲ့အန်ဒီရဲ့တခုခုတော့သူကြုံနေရပြီလူသက်သမားကသူ့အမေတက်ပြီးသူ့သမီးကိုများခေါ်သွားလားမသိဘူးဆိုမှထင်ကြတယ်။ဒါပေမဲ့အိမ်နီးနားချင်းတယောက်ဖြစ်တဲ့ Elia ဆိုတဲ့လူက Gypsy ကလက်ဝဲရီစားထားနေတာသူ့ကိုတစ်ခါပြောပြဘူးတယ်ဆိုပြီးမှသူရဲတွေကိုပြောပြလိုက်တယ်။အဲ့အချက်လက်တွေကနေတဆင့် IP address တွေကိုခြေရခံပြီးမှ Nicholas ရဲ့အိမ်မှာ Gypsy နဲ့ Nicholas နဲ့နှစ်ယောက်လုံးကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ Gypsy အသက်ရှင်လျက်ရှိတဲ့အကြောင်းကိုသိရတဲ့အခါမှာတော့ Springfield မြို့သားတွေကဝမ်းသာခဲ့ကြတယ်ပေါ့နော်။ဒါပေမဲ့ရဲတွေကနင်တို့မြင်တွေ့နေရတဲ့အရာအလုံးကအမှန်တကယ်တွေမဟုတ်ဘူးဆိုမှတော့သူကသတိပေးခဲ့တယ်။ဘလောက်မှမကြတဲ့အချိန်မှာပဲတခါမှဖျားနာတာမရှိတဲ့အရန်ကျမ်းမာတဲ့ကလေးကိုဒီလမ်းလျှောက်နိုင်တဲ့ကလေးကိုအတင်းအကျပ်ဟန်ဆောင်ခိုင်းနေဆိုတဲ့သတင်းတွေကထွက်ပေါ်လာတယ်။စုံစမ်းစစ်ဆေးမှုတွေအရဆိုလို့ရှိရင် Gypsy က Facebook အကောင့်အနည်းဆုံး5ခုကိုသုံးနေပြီးမှအဲ့ဒီအကောင့်တွေကနေတဆင့်အတူ Nicholas ကိုဆက်သွယ်နေတာဖြစ်ပါတယ်။ဒီဒီက Gypsy အပေါ်မှာနှိပ်စက်ခဲ့တာတွေကပေါ်ပေါက်လာပြီးတဲ့နောက်မှာလူထုရဲ့စာနာမှုတွေက Gypsy ဘက်ကိုတစ်ခါပြန်ပြီးရောက်လာကြတယ်။အစိုးရရှိနေရတော့ဒီအမှုရဲ့အထူးခြားစမ်းကြယ်မှုကြောင့်မို့လို့တဲ့တေတံမတောင်းဆိုဖို့အတွက်ကိုဆုံးဖြတ်လိုက်တယ်တဲ့။ Gypsy ရဲ့ရှေ့နေက Gypsy ကငငယ်လေးကနဲ့အာဟာရချိုးသက်နေခဲ့တဲ့အကြောင်းပြီးလို့ရှိရင် Nicholas ရဲ့ရှေ့နေကလည်း Nicholas က autism ဖြစ်နေတဲ့သူတယောက်ဖြစ်ပြီးမှသူ့ရဲ့ IQ က82ပဲရှိလို့စဉ်းစားဆင်ခြင်နိုင်စွာအရင်နဲ့ပါပါတယ်ဆိုမှခုခံခဲ့ကြတယ်။ဒါပေမဲ့သူတို့နှစ်ယောက်အပြန်လန်ပို့ထားခဲ့တဲ့ဒီလိမ်ပိုင်းဆိုင်ရာပတ်သက်နေတဲ့စာတွေနဲ့လူသက်ဖို့စီစဉ်ခဲ့တဲ့စာတွေကအရန်ထင်ရှားတဲ့အတွက်ကြောင့်မို့လို့2019ခုနှစ်ဖေဖော်ဝါရီလမှာ Nicholas ကိုပထမအဆင့် first degree murder နဲ့အပြစ်ရှိကြောင်းဆုံးဖြတ်ပြီးမှထောင်ဒဏ်တစ်ကျွန်းလွတ်ငြိမ်းခွင့်မရှိဘူးချမှတ်ခဲ့ပါတယ်။ Nicholas ကသူ Gypsy ကိုမျက်စိမိတ်ပြီးမှအချစ်ချစ်မိခဲ့လို့ဒီလိုတွေဖြစ်ပျက်ခဲ့ရတာပါဆိုပြီးမှအတနာခံတဲ့စာကိုတင်ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။2023ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင် Nicholas ရဲ့ရှေ့နေကအမှုကိုပြန်ပြီးမှစစ်ဆေးပေးဖို့အတွက်အယူခံဝင်ထားတယ်။ဒါပေမဲ့တရားရုံးကလည်းပြန်လည်စစ်ဆေးမဲ့အချိန်ကိုအခုချိန်ထိသတ်မှတ်သေးတာတော့မရှိဘူးပေါ့နော်။ Gypsy ကတော့2023ခုနှစ်ဒီဇင်ဘာလမှာထောင်ကနေပြန်လွတ်လာခဲ့ပြီဖြစ်ပါတယ်။အခုဆိုလို့ရှိရင် Gypsy ကသူ့ရဲ့ဘဝကိုအသစ်ပြန်လည်စတင်နေပြီဖြစ်ပါတယ်။2025ခုနှစ်မှာ Ken Arca ဆိုတဲ့လူတစ်ယောက်နဲ့တွဲပြီးမှကလေးလေးတစ်ယောက်တောင်ရနေပြီဖြစ်ပါတယ်။ဒီအမှုကိုလေ့လာရင်းနဲ့တွေးမိတာလေးတစ်ခုရှိတယ်။တကယ်လို့လူတစ်ယောက်ကအကျဉ်းထောင်ထဲမှာနေရတာထက်ကိုပိုပြီးဆိုးတဲ့ငရေကမ်းမှာပိတ်မိနေတယ်ဆိုလို့ရှိရင်အဲ့လူကဒီနေရာကနေလွတ်မြောက်ဖို့အတွက်ဘယ်အတိုင်းတာထိကိုလှုပ်ဆောင်တင်တယ်လဲဆိုတဲ့မိကွန်းမှာ
နားထောင်လူတွေကရောဘလို့ထင်ကြလဲဂျစ်စီကငငယ်ကလေးနဲ့သူ့အမေရဲ့နှိပ်စက်တာကိုခံခဲ့ရတဲ့တားကောင်တစ်ယောက်လားဒါမှမဟုတ်လို့ရှိရင် तू ကလည်းလူသက်သမားတစ်ယောက်ပဲလားဆိုတာ comment မှာဝင်ပြီးမှဆွေးနွေးပေးသွားကြပါအောင်နော်ဒီအမှုလေးကိုအဆုံးထိနားထောင်ပေးခဲ့ကြတဲ့သူအရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့မူကင်းသတင်းအကြောင်းအရာတွေကိုနားထောင်ချင်တယ်ဆိုလို့ရှိရင် channel လေးကို like and subscribe လုပ်ပေးဖို့မြတ်တာရက်ခံပါတယ်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်တတား